သူကချင်အမေကပဲလှည့်ပတ်တုံးနေနော်ဒီကချင်လေးကိုပဲဒါထိုးကော့ကြောင်းလေလားဟုတ်လာနော်ဘိုက်လေးမရှိတော့ဘူးကွယ်စာပါဆက်ဒီလိုလေးကြည့်မယ်နော်ဆက်ရလွယ်လားဘယ်ခုလင်းညက်လီလူကျိုးနေချဲတခါတော့လာဒါအဖြစ်ကိုဖြစ်ရမယ်လူလီဘူးတိုက်တာဒီချာလေးပရိခါလေနော်လက်ကတစ်ခါကော်ပိတ်တစ်ထပ်တစ်ခါကော်ပိတ်နှစ်ထပ်ကြည့်လိုက်တာနဲ့အမတွေ့လားရအောင်နော်အဲ့လိုမျိုးဒီချာလေးလုံးမယ်နော်ဒါစာပါဆက်ကတော့စင်းနဲ့တက်တယ်နော်အကုန်လုံးလည်းပဲအင်းနေလားအဲ့ဒါတော့နည်းနည်းပဲအရင်ချုပ်ယူဒီမှာချုပ်ယူဖြစ်နေတယ်နော်စာနှစ်ထပ်ကကတ်တဲ့အစင်လေးတယ်နော်ဒါလေးပြီးတော့ဒီအောက်အဖူးလေးပေါ့နော်ဆိုလှပါတယ်ခါလေးနဲ့ပတ်ရက်လာတော့လာပါပြီကွရပါတယ်နည်းနည်းလေးအဲ့ဒါလေးကိုတော့ဖြည့်ပြီးပြင်မယ်ဒါမဲ့မရအောင်နော်နောက်ခါဆိုမရအောင်နော်တွေ့လားတစ်ဖက်နဲ့တစ်ဖက်မညီဘူးဖြစ်နေမယ်နော်ကိုအိမ်အကုန်လုံးလှနေပြီမှအဲ့လိုမျိုးလေးမရအောင်နော်ချီချောင်းကအသားရောက်မယ်သုံးမယ်ချီကိုနော်ဒီမှာတစ်ခုပါနေအဲ့ဒါပြန်ဆွဲထုတ်လိုက်အသားလေးညှက်နေတယ်ဒီမှာအမေတို့ဖိချာလေးဝတ်မယ်ဒါပြီလှည့်ဒီဘက်ကိုဆိုပါတော်ရပြီမကြီးရခမင်းနဲ့မပြအောင်ဖြစ်နေတယ်ခမင်းမရအောင်ဝတ်လိုက်လာတယ်နော်ဒီရှိတ်တွေอ่ะလေဒီဘက်ကိုစုပ်ပြီးအကုန်ဖြတ်ချပေးရဟုတ်လားပြီးတော့ရှိတ်တဲ့တွင်လေးဖြစ်သွားတယ်ဒီကြားထဲမှာဆိုမှတော့ဒီဒါလေးမှာအပါလေးတွေတုံးလို့ရတယ်ဒီအပါဒီမှာတော့ဆက်တုံးလေလာတယ်ကျမနဲ့ကြိတ်ကကွင်းနေစာပါဆက်စာပါဆက်စင်လေးဖြစ်တယ်နော်ဒါပေမဲ့ဝမ်းဝင်တာဝင်လိုက်နော်လက်ဖောက်လည်းတင်မယ်ဆိုလို့ရှိရင်ဇာတ်ပဖုံးဝင်တယ်ဝမ်းတင်ချောင်းတင်လာဝမ်းတင်ချောင်းတော့မှသူဖုံးမှာတင်တယ်လည်းလက်မောင်းသေးလေးလိုဖြစ်သွားနော်โอเคဒါအဖူးကလေးနဲ့ဒီညလေးရန်လာနော်ဒီ concept frame လေးရန်ဘိုက်တွေမရှိတော့ကပြီးမလို့တော့နော်ကြောအပေါက်ကလေးဟဲ့လှလိုက်တာတက်လိုက်ဘူးလားနော်โอเคကိုချာအော်တော့ဒီတစ်ခါတော့မရှိတော့ concept မရှိတော့ရိုးရိုးလေးဖြစ်သွားတယ်လဲဒါလေးကနည်းနည်းလေးပိတ်ကွဲအမှမတုံနဲ့ဒါအောင်မတုံဘူးနော်ဒီလိုဟဟလေးဖြစ်ပါနော်ဟဟလေးဖြစ်ပါဒီလိုစင်ပြောအမလိုက်တုတ်ထားတယ်ငြိမ်နေတယ်သူ့ရဲ့ပုံစံမထွက်တော့ဘူးနော်လာအတုံးက3တုံးမယ်3တုံးတုံးပြီးအဲ့ဒါသူ့ကိုဖုံးလေးလိုမျိုးဖြစ်ပြီးရင်ဖုံးထားဘူးဒီလိုကကားလေးဖြစ်မမတုံနော်ဘာပါဆက်စင်ပြေလားစင်ပြေတယ်တဲ့ပဲဆက်ခိုင်းထားတယ်နော်ပြီးတော့မှချင်းပြအောင်ဆက်မယ်ရဆိုပါနောက်တာပါလေးလဲထုတ်ရပါပြီကိုလာကိုချောင်းကြီးပဲအမကြီးရတော့နောက်လေးနဲ့ဆက်စမယ်ဒီလိုလေးဒီဘက်လေးနဲ့လက်ဒါရှိတ်မပါတော့ပါတော့ဒါကိုပိတ်တာလေးလက်ထပ်လေးတော့နော်ဘယ်လိုဒီကနေ့ line ဖြစ်နော်တက်ကက်လေးပိတ်ထွက်တာတက်တောင်လေးဖြစ်သွားတော့လေခေါ်ပိုက်လဲလိုတယ်ပြီးတော့ဒီမှာစုပ်ထားတယ်တုတ်ထားတဲ့နေရာအတွင်းစာယူသွင်းယူနေဖြစ်ကျန်တာအကုန်တော့အဆင်ပြေတယ်ဒီဟာတုတ်ထားတာလွတ်လိုက်နော်လွတ်လိုက်မလွတ်လိုက်ရင်ထဲကအစိုက်ဒီကဒီဘက်ကိုရောက်ပြီးထဲကအစိုက်ပတ်တော့လွတ်လာလွတ်ပြီးတော့ဒီချာလေးငင်းကိုဆောင်ရလိုက်နော်ကျန်တာတော့ဆိုပါတယ်စာဆက်တာအဆင်ပြေတယ်တော့ရမနေရဒီနေရာလေးနည်းနည်းလေးတော့ရမှာနော်ဒါလေးလွတ်အပေါ်မှာအရင်မတော့ရအောင်ဆင်ပြေနော်နောက်စာပါဆက်လာဆက်ထားပါတယ်ပြင်နာစာတစ်ပေါက်တွေ့ပါတယ်ဒေချာလုံးမယ်စာပါဆက်နဲ့ကင်ဒေချာလေးကင်မယ်နော်အပားလေးတွေကနှုတ်တယ်လေအရင်မခံဘူးတိုင်လေးဒေချာတိုင်โอเคအဆင်ပြေတယ်ဒါလေးလက်ပြတ်ဖြုတ်လိုက်နော်တက်ထားတယ်